မိုင်းဆက်မြို့မှာရှိနေတဲ့တရားမဝင်တစ်ထုတ်လုပ်တာတွေကိုအရင် NLD အစိုးရလက်ထက်တုန်းကမကြာနှဆိုသလိုဖမ်းဆီးထိန်းသိမ်းတာတွေလုပ်ခဲ့ပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့တရားမဝင်တစ်ထုတ်လုပ်တာတွေဟာအထင်ကွမဲ့လာပြီး2024ခုနှစ်တစ်နှစ်ထဲမှာပဲတစ်တော်ဧကပေါင်းခုနှစ်သိန်းကျော်ပြုံးတီးခဲ့ပါတယ်။ဒီပမာဏဟာရန်ကုန်မြို့ရဲ့9ဆနီးပါးပမာဏနဲ့ညီမျှပါတယ်။2002ခုနှစ်မှ2024ခုနှစ်22နှစ်အတွင်းမြမတစ်တော်ပြုံးတီးမှုစုစုပေါင်းဟာဧက1တန်းကျော်ရှိပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ရှမ်းကချင်ကရင်စစ်ကိုင်းနဲ့တနင်္သာရီစတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေဟာတစ်တော်ပြုံးတီးမှုအများဆုံးဒေသတွေဖြစ်လာခဲ့ပါတယ်။2021ခုနှစ်8လအတွင်းမြမကျွန်းတစ်တန်ချိန်ပေါင်း1600နီးပါးလောက်ကိုအမေရိကန်ကုမ္ပဏီတွေကတင်သွင်းခဲ့ကြပါတယ်။အမေရိကန်နိုင်ငံကအာဏာသိမ်းစစ်ကောင်စီအပေါ်ပိတ်ဆို့အရေးယူတာတွေချမှတ်ခဲ့ပြီးအဲ့ဒီအထဲမှာနိုင်ငံပိုင်မြမတစ်လုပ်ငန်း NDE လဲတစ်ခုအပါအဝင်ဖြစ်ပေမဲ့လမ်းကြောင်းမျိုးမျိုးကနေကျွန်းတစ်နဲ့တစ်မာတွေကိုတင်ပို့နေတာပဲဖြစ်ပါတယ်။